တိုင်းပြည်တစ်ခုမှာဘယင်းကြီးတစ်ပါးဆုံးသူဟာတနေ့မှာတိုင်းငံနဲ့လေမိမတူဆိုရမ်းပါတယ်သူဟာသူ့ရဲ့မူမတွေကိုခေါ်အားလုံးနဲ့တိုင်းညီလာခံလုပ်ဒီမိမပြိုင်ကိုရှာဖွေဖို့တိုင်းနေတယ်မဟုတ်ပါမင်းကြီးဖေးရအရှိန်အပါးလို့တော့များရှိနေပါ့ဆောင်သမျှမှာမင်းကြီးမမဒီရုပ်ကောင်းကားသာချုပ်တောင်ကြောက်ရမှာပါမင်းကြီးပြကဲတော့မင်းကြီးနာမှာရှိနေတဲ့တကစင်းစီယာယူပါစင်းကြီးမလားတောက်ပါလုံးနဲ့ဝီစီယတာမနာပါမင်းကြီးပြတိချီတောင်းမှာမင်းကြီးပြဟောဒီမှာပါစင်းစီယာသူတော့ကံပပမင်းကြီးရပါကိုရတာကကျွန်တော်တို့တော့ရွှေတွင်းကြီးအလားမင်းကြီးတရားတဲ့စင်းသေးရကပေါ်ရချင်းချီတဲ့ပြမင်းကြီးကတော့ပြင်းပြီးစစ်သူကြီးကိုနင်းပြီးချတော့ပူပြင်းကဲနောက်ရှမရှိရခလုတ်တို့အတွက်လက်ပြင်းပြီးသမျှမင်းကြီးတရားမင်းကြီးတရားမင်းကြီးတရားဘနားရကောင်းအောင်အရေးချင်းမရှိတာမင်းသိတာအခုချိန်မှာမင်းကြီးတရားကိုနှက်ပြားခဲ့တာမရတော့ဘူးဆိုတာကိုမင်းသိတာငါနာမည်ပတ်ချစင်သိတာ